လာပါရှင်ဒီနေ့ကပိတ်ဖောက်စာလေးတွေကိုဒီမှာ900เนาะတယောက်တည်းထပ်ထားတဲ့ဟာလေးကိုပြပေးမယ်သူကနောက်စစ်လေးတွေပဲကြိုက်တယ်ရှင်မနေပါလိမ့်မကြိုက်ဘူးဆိုဒါလေးကနောက်စစ်လေးကိုပေါ့နော်နားလေးယူထားပေးတယ်ပြီးရင်လက်ကလေးမှာလည်းနားလေးနဲ့ထားပါရှင်ဒါလေးရဲ့တစ်ထည်ပြီးတော့ဒီကောင်လေးကလည်းဒီမဲ့ဖြက်ဆက်လေးပေါ့နော်ဒီဇိုင်းလေးပုံမှာဖြက်ဆက်ကလေးနဲ့အနားလေးကိုပဲယူထားပေးတာဒီအောက်မှာလည်းအနားလေးနဲ့ပါပဲရှင်ဒါလေးရဲ့တစ်ထည်ပါဒါလေးကလည်းခုနလိုပဲ level 4000အောင်မှာဒီကောင်ကကျတော့ဖြတ်ဆက်လေးနဲ့ပေါ့နော်ပြီးဒီရင်ကန်လေးပါလဲဇာနာလေးယူပေးထားပါတယ်ရှင်ဒီလက်ကလေးတွေဆိုလဲလေးဇာနာလေးရအောင်ယူပေးထားတယ်သူဆိုရင်သူ့ရဲ့ဇာလေးကအကုန်တစ်ခိုက်ကလေးတွေကြည့်ပဲပေါ့နော်ဒါပေမဲ့အနားလေးတွေကိုရအောင်ယူပေးထားတာပါရှင်ပြီးတော့ဒါလေးကကျတော့4000လေးတွေပူရှိလေးကြီးဖြစ်နေလို့ဆိုတာအဝိုင်းလေးကိုပေါ့နော်အတွန်လေးမကြည့်မသိလေးထည့်ပေးထားတယ်ပြီးတော့သူ့ရဲ့ဒီအောက်ဖျားလေးကကျတော့ဒီမဲ့ဇာနာလေးတွေနဲ့ပြီးဒီလက်ကလေးကလည်းအနားလေးအမိတ်ကလေးတွေပေါ့နော်ဇာနာလေးကိုလှအောင်ယူပေးထားတာပါဒါလေးကနောက်ဆုံးတစ်ထည့်သားရောင်လေးပါရှင်သားရောင်လေးကြည့်မယ်ဒီလိုရှိတ်ကလေးကိုမှဒါလည်းနောက်စစ်ဖြစ်ပေါ့နော်ရှိတ်ကလေးကိုမှကြည့်တက်လေးနဲ့တူအောင်လို့ပေါ့နော်စာလေးရဲ့ချစ်စရာလေးတွေကြည့်အောင်တယောက်တည်းငါလည်းအထားတာပါအဲ့လေးလာပြပေးတာ